အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ဒီ character ပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ Trailer Minecraft episode 2လေးကနေအားလုံးပြန်ကြိုဆိုလိုက်ပါတယ်ပေါ့နော်ဒါနဲ့ကျွန်တော်အခုပြရရှိရပါတော့ဒီမှာကျွန်တော် diamond နည်းနည်းလေးတူးထားတယ်ပြီးတော့ iron လေးနည်းနည်းထပ်သွားတူးထားတယ်ပြီးတော့နော်ဒီမှာနွားပေါ့နော်နွားမွေးဖို့အတွက်လုပ်ထားတာဒီမှာပေါ့နော်နွားမွေးဖို့အတွက်ဆိုကျွန်တော်လုပ်ထားတယ်နွားပေါ့နော်နွားမွေးမယ်ဆိုပြီးတော့ဒါနဲ့ကျွန်တော်နွားတွေကခုနကတော့တစ်ကောင်လားနှစ်ကောင်လားဒီရထားသေးတယ်ဒါပေမဲ့တပ်ပလိုက်ပြီးတော့ဒီမှာဖန်အသေးလေးတစ်ခုလည်းလှုပ်ထားတယ်ပြီးတော့အိမ်ကနေပေါ့နော်အဝင်ထွက်အတွက်ကျွန်တော်ဒီမှာလမ်းပေါ့နော်လမ်းလေးတစ်ခုလည်းလှုပ်ထားတယ်ပေါ့နော်ပြီးတော့ဒီမှာမီးတီးလေးလည်းလှုပ်ထားတယ်ပြီးတော့ဒီဟိုအရင် episode မှာတော့ကြောက်တုံးမရှိလို့မလုပ်ဖြစ်လိုက်တဲ့ဒီပေါ့နော်မီးကိုခေါင်းနိုင်လည်းကျွန်တော်လှုပ်ထားတယ်အဲ့တော့ဒီနေ့ episode မှာတော့ကျွန်တော်ကပေါ့နော် windmill လေးတစ်ခုစောက်သွားမယ်ပေါ့နော်ပြပြမယ်ဆိုတော့ဗျာဒီ windmill ပေါ့ပြောမယ်ဆိုဒီစားနဲ့ရိတ်ခါတော့ပေါ့ဗျာဒီဗျာကျွန်တော်ရှိမှာကဒီမှာစိုက်ခင်းတစ်ခုရှိရယ်အဲ့စိုက်ခင်းကိုမှဒီဘက်မှာစိုက်ခင်းအကြီးရဲ့ဒီအလေကောင်ဒီနားလေးမှာကျတော့ဒီနားလေးမှာကျတော့windmill အကြီးဗျာအဲ့တော့မှကျွန်တော်ပန်ကားလေးရဲ့ဒီဘက်ကိုဒီဘက်ချမ်းကိုလှည့်နေပါအဲ့လိုပုံစံမျိုးလေးကျွန်တော် windmill စောက်မယ်ပြီးတော့ကျွန်တော်ပေါ့နော်ကျွန်တော်ရဲ့ကာကွယ်ရေးအတွက်ကျွန်တော် diamond food set လေးကျွန်တော်ဒီနေ့ episode မှာရောက်ယူသွားမယ်ပေါ့နော်အဲ့တော့အားလုံးပဲဗီဒီယိုလေးကြိုက်နေကြတယ်ဆိုရင် like and subscribe လေးနဲ့ကူညီပေးခဲ့ကြပါဦးအဲ့တော့အားလုံးပဲစားလိုက်အောင်ဟိုတိုင်းကျွန်တော် water bucket ထုတ်သွားပြီကျွန်တော် bucket တွေပေါ့နော် bucket တွေကျွန်တော်ဟိုးစားလုပ်လိုက်တယ်ပါလေဗျာကိုမနော်ခုနဟိုကလောင်းလိုက်တယ်အဲ့တော့ကျွန်တော်bucket ပြန်ခါကနေbucketဟာအားရမလို့တော့ထားလိုက်တော့ဒီမှာကြော်ပြီးတော့လက်တိုင်လဲစုထားတယ်ဟိုးစားလောက်ထားလေနွားတွေတတ်ထားနွားသားတူအများကြီးပဲလက်သား20ကျော်ပဲရှိတယ်ပြီးတော့ကြောရှိမှာဟိုးစားရှိသေးတယ်ကလားအိမ်စောက်တော့ကလေစာအုပ်စင်ပြစာအုပ်စင်ပြ16ခုလောက်ရှိနေတယ်အဲ့တော့ enchantment တွေလေးရပြီဒါနဲ့ဟိုဖြည့်ဖြည့်သွားမယ်ဆိုတော့ diamond picket လေးတစ်ခုလောက်လုပ်သွားလိုက်မယ်diamond picket diamond picket လေးတစ်ခုလောက်လုပ်သွားလိုက်မယ်နော်ဘာလို့ပန်းပိုက်ရအောင်ဒီ diamond picket တစ်ချောင်းလောက်လုပ်လိုက်မယ် okay တဒဒံအဲ့တော့ကျွန်တော်ဒီမှာဒါလေးပြန်ထည့်ထားထားရမယ်ပြီးတော့ကျွန်တော်water bucket ကတော့မလုပ်လို့မရှိဘူးပြအဲ့တော့ဒီဒရုန်းလေးရှိတယ်diamond ပဲရောက်ရလေwait what ဟောဒီထဲတော့ထည့်လိုက်တာ okay ဒီထဲမှာ diamond လေးနည်းနည်း iron လေးနည်းနည်းကျူလိုက်မယ် iron လေး3လုံးလောက်water bucket လေးလုပ်ချင်တော့ okay ရတယ်ဘယ်လောက်ရတယ်ပြန်ထည့်ရတယ်ဘူးလို့ပြောတာတော့ okay ခေထဲသွားတော့ let's go water bucket ခတ်မယ်ဆိုပြီးတော့ကျွန်တော်အဓိကကျွန်တော် obsidian တတ်တူလို့ပေါ့နော်ကျွန်တော် nether portal လေးလုပ်ချင်လို့okay ဆိုတော့တောင်းဒီမှာခုနကကျွန်တော်ရေပေါ့နော်ရေဘက်မှာထုတ်လိုက်တယ်ကျွန်တော်နွားနူရောင်းနေဆိုပြီးအဲ့တော့ခေထဲသွားကြပါမယ် okay ဒီမှာပေါ့နော်ကျွန်တော်လာခြင်းနဲ့ခေဟိုးဘက်နားလေးကနေကျွန်တော်ဒီနားလေးကိုလာရတဲ့ရောက်ပြီပေါ့နော်ဒီရဲ့ခုံဆင်းလိုက်တော့မယ်ဝီးပလုံးကျွန်တော်တစ်ခါပေါ့နော်ကျွန်တော်ဒီ diamond တွေတစ်ခေါက်လာတူးသေးရဲ့အဲ့ပေါ့နော်ဟိုတစ်ခါကျွန်တော်အိမ်လေးနည်းနည်းပြင်နေပေါ့နော်ဒီထဲကိုလာတော့လည်းဒီထဲမှာပဲကျွန်တော်diamond လာတူးရတာပြီးတော့တွားရအောင်ဒီရောက်ထဲလေးမှာပဲ touch တွေကတော့တစ်ထောင်အောင်ထိုးရသေးဟောဒီမှာ iron တွေထားခဲ့လိုက်ပါတော့မယ် okay ပေါ့နော်ဒီရောက်တော့မစင်းတော့ဘူးကျွန်တော် obsidian အဓိကလာတူးရဖြစ်တဲ့အတွက်ဒီဘက်ကိုပဲတွားလိုက်မယ်ဘက်မှာကျွန်တော် lava ကန်တစ်ခုရှိရပေါ့နော် touch တွေကကျွန်တော်ပြန်ဖြုတ်ယူသွားလိုက်တာဘာလို့လဲဆိုတော့ touch တွေအဲ့လောက်လည်းမရှိလို့ okay
ရှင်းနာလောက်ဆိုတော့ရောက်ပါပြီဘာလို့ထစ်သွားရလဲရှင်းနာလောက်ဆိုတော့ရောက်ပါပြီတော့ရုပ်အဲ့လာဘာကန်ရှိသွားမယ်ဆိုတော့ပေါ်ပြန်ရောက်လာဟုတ်သေးဘူးနဲ့တူတယ်ကျွန်တော်မှားသွားပြီဒီမှာလေဒီအောက်နားလေးကိုဆင်းရမှာခဏရတော့အဲ့ကျွန်တော်လိုက်ချလိုက်အောင်မယ်โอเคရောက်ပြီပေါ့နော်ကျွန်တော်လာဘာကန်တော့မဟုတ်ခဏကြီးကျွန်တော်စမ်းကြည့်အောင်ရေရောလို့ချလိုက်တယ်နဲ့ဖြစ်သွားမလားမသိဘူးမီးရပါမယ်မရရင်ကျွန်တော်လာဘာဆုံးပြီโอเคwhat is မရဘူးလာဘာကန်မရမှာ ਨੇ တူတယ်ဟုတ် obsidian တွေ့လိုက်တယ်โอเคကျွန်တော်ဒီကိုတက်လိုက်မယ်ကျွန်တော်ဒီကိုတက်လိုက်မယ်တက်ပြီးတော့လူလေးတွားလိုက်မယ်ဗျာလူလေးတွားလိုက်မယ်တွားပြီးရင်ຢာလေးကိုပိတ်ချလိုက်မယ်အဲ့လိုလုပ်လိုက်မယ်ဒီအောက်ထဲလေးမှာပဲပါကြတယ်ကျွန်တော်ခုနတွေ့လိုက်တယ် obsidian တရုံးပေါ့နော်အဲ့တော့ကျွန်တော်တူးချက်ရှိရလဲတူးမယ်လုံးချက်ရှိရလဲလုံးလိုက်ပါမယ်ခမညာအဲ့တော့ဗီဒီယိုလေးကိုခဏရပ်ပါမယ်ဟာမှောင်မဲပါရဗီဒီယိုလေးကိုခဏရပ်ပါမယ်ကျွန်တော်ဗီဒီယိုရှည်သွားမှာဆိုလို့ပါโอเคအဲ့တော့ကျွန်တော်ဂူးပေါ့နော်ပြန်တွေ့ပါပြီဒီနေ့ episode ကအဓိကဂူးဖြစ်တဲ့ဂူးကအဓိကဂူးတည်ရတခုဖြစ်တယ်ပေါ့နော်ဒီကျွန်တော်ဒိုင်အမဖူးဆက်အတွက်ကတော့အဆင်ပြေသွားပြီအဲ့တော့ကျွန်တော်ဒိုင်မွန်အမာရေးစာပြီး crop လိုက်ပါမယ်အဲ့တော့ကျွန်တော်ဒိုင်မွန်အမာလုပ်ဖို့အတွက်ကျွန်တော်ဒိုင်မွန်30ကျော်ရလာတယ် obsidian 19လုံးမရလာတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဒိုင်မွန်အမာလေး crop လိုက်မယ်ထုတ်အင်ကြီးဘောင်းမီပြီးတော့ဖနက် okay yes အဲ့တော့အခုအဲ့ဒါလေးဝတ်ပါမယ်ဒီလောက်လောက်ခိုင်းရတယ်ဒီသေးပါဘူးကွာနိုင် brother okay ရပြီအဲ့တော့အင်ကြီးဘောင်းမီအောင်ဆုံးဖနက် oh my god တော်တော်မိုက်ပါအဲ့တော့ရောရဲ့ဒီဘောနော်အိုင်ရအာမာလေးဒီထက်အိုင်ရအာမာလေးနဲ့ပဲကျွန်တော်နေပြီးကောင်းမလားဒါမှမနေတယ်ပေါ့အဲ့တော့ဒီမှာကျွန်တော်တို့ရဲ့ဘောနော်ဥစ္စာလေးတွေတက်ပြလိုက်တော့မယ်တို့ရဲ့ဒီဝိုးကြီးကိုပထမဆုံးစတင်တဲ့အချိန်မှာကူညီပေးရဲ့အာမာလေးပေါ့နော်ပြီးရင်ကျွန်တော်ပိုင်းရဲမလားမသိတော့ရှိသေးတယ်မစတီရထားလိုက်တန်းနေလိုက်မယ်โอเคပြီးရင်ကျွန်တော်ဒီမှာဘာလို့မလဲဆိုတော့စတလင်းနဲ့ခေါ်လိုက်မယ်diamond 2 g gram ပေါ့နော်ဘူးကျော်မှာပိကက်ကြီးရဲ့အဲ့တော့ dark gram ပဲပြီးရင်ကျွန်တော်ပစိန် gram ပဲ okay စားထိုးပြောင်းလိုက်ပါပြီခင်ဗျာအဲ့တော့ shovel လေးခရပါမယ်ပေါ့နော် shovel လေးတစ်ခုလေးခရလိုက်မယ် okay အဲ့တော့ကျွန်တော်ဒီမှာပိုးတဲ့ diamond လေးတွေကိုတော့ထည့်ထားလိုက်မယ်ကျွန်တော်9တုံးရှိရပေါ့နော်အဲ့တော့ okay ပြီးရင်ဒီမှာကျွန်တော်သားလေးနဲ့ပြန်ထည့်ထားလိုက်မယ်ကျွန်တော်တုံးလေးပြန်ထည့်ထားမယ်ပေါ့လည်းလက်ပဲဒါကြောက်တုံးလေးကိုဒီထဲပဲထည့်ထားလိုက်တော့မယ်ချက်ပြည့်တယ်ဒီအဲ့တော့ကျွန်တော်ဒီထဲကိုတော့ရဲ့ iron tools လေးထည့်လိုက်ပါတော့မယ်အဲ့တော့ကျွန်တော် bling bling ပေါ့နော်ကျွန်တော် diamond အမှာအပြည့်ဖြစ်သွားပြီအဲ့တော့ကျွန်တော်
ဒီမှာကိုပြည့်ပြီပေါ့နော်ပြီးရင်ကျို့ဟုတ်စားဟိုလက်သားပုတ်တယ်စောင်းမယ်ကျို့အစတော့ဒီမှာပေါ့နော်နွားမွေးမလို့ပဲဒါပေမဲ့နေသားပုတ်တယ်ထားရင်ကောင်းမလားဆိုပြီးစဉ်းစားနေအောင်နော်အဲ့ဒါကောင်းပါတယ်အဲ့တော့ဒီမှာနေသားပုတ်တယ်လေးစောက်လိုက်မယ်โอเคအဲ့တော့ကျို့ဘယ်လိုလဲဒီ flash ဒီလေးနဲ့ချက်လိုက်ဒါဆိုရပြီလို့ထားလိုက်အပြင်နေတာပေါ်တယ်ကိုလည်းပြီးရင်ပေါ့နော်ကျိုးကြီးအလားစင်မယ်အလားစင်မယ်ပေါ့နော်โอเคအဲ့တော့နောက်မှလားစင်ပါမယ်ကျိုးအဓိကတော့ဝင်းဝင်းစောက်ဖို့အတွက်ပေါ့နော်အဲ့ကျိုးဒီ flash တီးရflash တီးရမေးတိုင်းဒီထဲမှာဒီမှာ flash တီးအားရောက်မီးလောင်ကုန်မယ်ထင့်နေရရှစ်ငါအရာတက်သားနဲ့ဥစ္စာကိုထင့်နေအဲ့ဒါမီးလောင်ကုန်မှလို့ဒီတောင်းထားအကျိုးတိပြီလူမကားတော့ဘူးဗျာအကောင်ကြီးလည်းမွေးတာမဟုတ်တာဟုတ်တယ်မအဲ့တော့ဖွင့်မယ်ဒီလောက်အိုးလာကျက်ကြီးဒီနောက်မှကျအဲ့ဒါတော့ပြင်တော့မယ်နော်အဲ့တော့ဘူးရောစေဝင်းမေးစောက်ဖို့အတွက်ရှာပါမယ်ဘာရှာမှလဲမီတီဗီရပါခမညာဟုတ်ပါတယ်အဲ့တော့ဒီကတော့မီတီဗီရပေါ့နော်မီတီဗီရှာအဲ့တော့ကျွန်တော်မီတီဗီရှာမယ်ဆိုတော့ဒီဗီဒီယိုရက်ကောင်မှာပေါ့နော်မီတီဗီလည်းရှာလိုက်အောင်မယ်ပြီးတော့ဝင်းမေးကြီးလည်းစောက်လိုက်အောင်မယ်ပေါ့နော်အဲ့တော့အဲ့ဒါအကုန်လုံးပြီးစီးလုပ်ပြီးသွားပြီဆိုတော့မှကျွန်တော်ပြန်တွေ့ကြပါမယ်အဲ့တော့ဟောနေအဲ့လိုမော်ပြီးထိုးနေ let's go ဟုတ်ပါဘူးမှားပါပြီအဲ့တော့ဘယ်လိုပြောရမလဲခဏလေးပါโอเคအခုဆိုတော့ကျွန်တော်ရဲ့အိမ်ကတော့ပြီးသွားပြီအိမ်ရောမဟုတ်ပါဘူးကျွန်တော် remember ပေါ့နော်အဲ့တော့ဒီမှာပြမယ်ဘာလေးကိုဖွင့်လူလာချက်လောက်ဒီမှာပေါ့နော်ဘေးနာကျစပားကင်းတော့စိုက်ချင်တယ်ဒါပေမဲ့မစိုက်တော့ဘူးနော်ဒီမှာကျွန်တော်ဟိုတက်လုပ်ထားတယ်အပေါ်မှာစောက်ချင်ရှိရဒီဝင်းမေးအတွက်လိုတာပေါ့နော်လိုရရှာနေကျွန်တော်ဒီမှာပေါ့နော်ဒီနေရာတော်များများတွေ့ထားအဲ့တော့အဲ့ရနေမှာတစ်စင်ကျွန်တော်စောက်စင်လေးယူလာတယ်အဲ့ရကျွန်တော်M channel တွေပဲထားလို့ရပြီပေါ့နော်ပြီးရင်တော့ကျွန်တော်တို့အနေနဲ့ကအန်ချင်းရโอเคဆိုတော့ကျွန်တော်တို့M channel တွေပဲလေး craft ကြမယ်M channel တွေဘာလဲပတ်သက်ဆိုတော့ diamond ကဒီက yes okay အဲ့တော့ obsidian ပြန်ပြရအောင် obsidian ရအောင်ဒီရဲ့ပြန်ပါလိ obsidian ရမယ်ပြီးတော့စောက်အုပ်ကဒီမှာကျွန်တော်စောက်စင်ကြီးရယ်ဒါလေးကိုဖြူလိုက်မယ်ဒီကတစ်ခုလောက်ချလိုက်မယ်ဒီဥစ္စာကျွန်တော်လေဥစ္စာမော်ဒီပါရဆိုဒီရကလစ်လို့ရအခုမှပြန်လုပ်ထားမှာလို့အဲ့လိုမျိုးအခုမှအဖေဖြစ်နေရတာပြန်ထူလိုက်မယ်โอเคဆိုတော့ကကျွန်တော်အတီတို့ချိုင်တော့ပို့ဝယ်လိုက်တော့မယ်ဘယ်လိုလဲဒီလိုဟုတ်လားပြီးရင်ဒီလိုလားဟုတ်ပါဘယ်လိုလဲစောက်ဒီမှာထည့်ရမှာလားရပြီရတော့ဒါတစ်ခုလုပ်လိုက်မယ်ပြီးရင်စောက်ကဒီထဲထည့်ထားလိုက်မယ်ဒါထည့်မယ်ပြီးရင်တိုင်းကိုထည့်ထားမယ်ပြီးတော့ channel တီဗီလေးဝေးโอเค channel တီဗီတထားမယ်ပိတ်နော်โอเคဒါလေးကိုတဲ့ထားမယ်ကျွန်တော်ဝါ oh my god level 8ထိပဲရတယ်ကျွန်တော် level 30 အချင်းကလိုချင်တာအဲ့ဒါကျွန်တော် bush ဒီထက်လုပ်မယ်နော်
တို့ level 30ရအောင်လုပ်လိုက်ပါဗျာအဲ့တော့ bullshit ဘာလို့ပေါက်ခွင့်တာလဲဟာနော်ဒါရီအကုန်ထားလိုက်တော့မယ်မပြောင်းလဲတော့ဒီနေ့ကတော့လောက်ပါပဲအဲ့တော့ကျူးပြီးကြတဲ့အတွက်ကျေးဇူးတင်ရှိပါတယ်အားလုံးကိုဟောနေတော့အိတ်လိုက်အောင်ဒီတော့ကျူးပြီးကြတဲ့အတွက်အားလုံးကျေးဇူးတင်ရှိပါတယ်နောက် view ကျမှအားလုံးပြင်တွေ့ကြပါမယ်အဲ့တော့ short view လေးကျန်နေတဲ့ဆိုရင် like နဲ့ subscribe လေးကိုပြီးခဲ့ကြပါဦးအဲ့အားလုံးပဲဘယ်ထိရှောင်းလဲ bye bye